Hello မိ memories ကပါဒီနေ့ကတော့ဝါဆိုလာပြည့်နေဆိုတော့ဘုန်းကြီးကျောင်းတက်မှာဖြစ်ပါတယ်ဒီကျောင်းကတော့မိတို့အမြဲတမ်းတက်နေကြရွာငံကရွှေပေါ်ကျွန်းဘုန်းကြီးကျောင်းပဲဖြစ်ပါတယ်ဒီကျောင်းကအရန်တာရတယ်ပေါ့နော်ဒီခုမြင်နေရတဲ့လမ်းကတော့အခုတိတ်မကြသေးဘူးအသစ်ဆောက်ထားတဲ့လမ်းဖြစ်ပါတယ်အရင်တော့ကတော့မရဒီဘက်လမ်းနေပြီးဝင်ရတာပေါ့နော်အဲ့ဒီရဲ့နောက်မှာရှိတဲ့ခနန်းတောင်ကရန်လာရပေါ့နော်ပြောလို့ရှင်ဒီရဲ့ကျောင်းမှာဒီလိုကျောင်းဆောင်တေးသေးသေးလေးတွေလည်းရှိတယ်ပြီးတော့ဒီကျောင်းဝင်းကအရန်ကျဲတယ်အသီးနှံလည်းစုံတလောက်ရှိရပေါ့နော်ဒီရဲ့ကျောင်းထဲမှာအရန်တာရပါတယ်ရာထူးတို့လည်းဒီနေ့ကောင်းတယ်ဒါကတော့အိတ်ချင်မှုတူနဲ့ဘုန်းကြီးကျောင်းလိုက်သွားရတဲ့ရုပ်ကလေးဖြစ်ပါတယ်မိတို့ရောက်သွားတော့စောနေရောဘုန်းကြီးတဲ့ကောလုံးအာယုံစွန်ဖုန်းနေရဲ့ချိန်ဆိုတော့ခဏဆောင်ရင်းနဲ့တော်တော်ရိုက်ဖို့အတွက်နည်းနည်းလေးဟိုလျှောက်တိလျှောက်ပေါ့နော်ဒါတော့အဲ့လိုပဲဒီရဲ့ပုံလေးအကုန်လုံးကိုနောက်ပိုင်းကြလို့ရှိရင်post လေးနဲ့တင်ဖို့အတွက်ခြံထားတဲ့ဗီဒီယိုပိုင်းတေးလေးဖြစ်ပါတယ်ဒါတော့မတဲတူနေအရင်ချေရတဲ့မမီနဲ့လည်းပုံရိုက်ဖြစ်တာပေါ့နော်အဲ့ပြီးတော့တို့ကအဲ့ဒီအတွက်စာကားကျွေးရပေါ့ကွယ်ရွာငံအနေနဲ့ဆိုတော့တို့စာကားခေါ်တာဟင်းနေအရန်စာကောင်းပါတယ်ရွာငံရဲ့စားစာတွေဒေတာစားစာတွေဆိုတော့တော်တော်ရတာရှိခဲ့တယ်ဒါတော့ဘုံကြီးကိုဆွန်ကပ်ဖို့အတွက်ပြင်နေရဖြစ်ပါတယ်ဘုံကြီးနဲ့ပုံမရိုက်ထားလို့ပုံဟောင်းလေးထည့်ထားတာပါဒါတော့မျိုးတို့ကျောင်းကနေမှပြန်လာပဲဖြစ်ပါတယ်